ဒီဗီဒီယိုမှာတော့ကျွန်တော်တကယ်ချင်းတော့ကို PUBG Mobile မှာ scope ငြိမ်အောင်ဘယ်လိုချိန်ရမလဲဒီရဲ့ sensitivity setting ချိန်နည်းနဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်တခြား setting တွေနဲ့ပတ်သက်ပြီးမှတော့ဗီဒီယိုတင်ပေးပြီးသွားပြီဖြစ်ပါတယ်ဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်ဗီဒီယိုလေးကိုကြည့်ဖို့ပြောလို့ပါတယ် sensitivity setting မှာကြည့်မယ်ဆိုရင် low medium high most use season expert နဲ့ customize ဆိုတာတွေ့မြင်ရတာမျိုးရှိပါတယ်ကျွန်တော်အကြံပေးချင်တာတော့ကိုယ့်ရဲ့ sensitivity setting ကိုကိုယ်တိုင်းပေါ့ဗျာ customize လုပ်ဖို့ပြောလို့ပါတယ်ကျွန်တော်အကြံပေးချင်တာတော့ဒီရဲ့ auto လုပ်ထားပေးတဲ့ sensitivity setting တွေကိုမသုံးပါနဲ့စမ်းသုံးကြည့်လို့တော့ရပါတယ်ပြဿနာမရှိပါဘူးဒါပေမဲ့ကိုယ်တိုင်းပေါ့ဗျာ customize ကိုယ်တိုင်းချိန်တာအကောင်းဆုံးပဲဖြစ်ပါတယ်အောက်မှာကြည့်မယ်ဆိုရင် lens နဲ့ gyroscope တွေ့မြင်ရမှာဖြစ်ပါတယ် lens နဲ့ပတ်သက်ပြီးမှဥစွာပြောရှိချီအောင်ဗျပထမတစ်ခုကတော့ camera sensitivity TPP no scope ဆိုရင်မှဖော်ပြပေးထားတာရှိပါတယ် TPP ဆိုတော့တကယ်ကြီးအားလုံးပဲသိတဲ့အတိုင်းဒီရဲ့ပေါ့ဗျခန္ဓာကိုယ်ပေါ်တာကို TPP လို့ပြောတာဖြစ်ပါတယ် no scope ဆိုတော့ scope မဖွင့်မနဲ့ကျွန်တော်ဘယ်ညာပေါ့ဗျအပေါ်အန်ဒီလိုပုံစံပေါ့ဗျ aim နေပါတယ်ချိန်တာကိုပြောတာဖြစ်ပါတယ်အကောင်ကိုကျွန်တော်လက်ရှိဘယ်လောက်ထားလဲဆိုတော့130ထားတာမျိုးရှိပါတယ်ဆိုကြပါစို့ကျွန်တော်ဒီရဲ့ TPP no scope ကိုကျွန်တော်လုံးဝပေါ့ဗျအမြင့်ဆုံးတင်လိုက်ပါမယ်300မှာတင်လိုက်ပါမယ် scope မဖွင့်မနဲ့ကျွန်တော် movement လုပ်တယ်ပေါ့ဗျအပေါ်အောက်ကြီးရှိပါတော်တော်လေးကိုမြန်သွားတာမျိုးရှိပါတယ်လက်ကိုအသားလေးပေါ့ဗျဘေးဆွဲလိုက်တာနဲ့ဒီရဲ့ aim ကအများကြီးကျွန်တော်ရွှေ့သွားတာမျိုးရှိပါတယ်အပေါ်အောက်လည်းကျွန်တော်သဘောတရားတူပဲဖြစ်ပါတယ်အပုံစံဆိုရင်တော့အလောက်ကြီးအဆင်ပြေတာမျိုးမရှိပါဘူးဥပမာဆိုကြပါစို့ဒီကောင်ကိုကျွန်တော်လုံးဝတစ်မှာထားလိုက်မယ်ဆိုရင်ကျွန်တော် aim ပေါ့ဗျဘေးညာရွှေ့မယ်ဆိုရင်လုံးဝကိုမရွှေ့ပါဗျကြီးပါနဲ့နည်းပေါ့ဗျရွှေ့တာမျိုးရှိပါတယ်ကျွန်တော်ညာဘက်ကိုတော်တော်လေးဆွဲနေရဖြစ်ပါတယ်ကြီးပါ aim ကလုံးဝရွှေ့တာမျိုးမရှိပါဘူးဗျဒါတော့တကယ်ကျွန်တော်အနေနဲ့ကိုတိုင်းပေါ့ဗျ training ground မှာလာရင်မှကိုကဘယ်အနေထားမှာပေါ့ဗျဒီကောင်ကိုလိုချင်တဲ့အကောင် set လုပ်ဖို့ပြောလို့ပါတယ်ဒါတော့ no scope နဲ့ပတ်သက်ပြီးမှပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့ FPP no scope ပေါ့ဗျဒါတော့လက်ဖဲမြင်ရတဲ့ပေါ့ဗျ scope မဖွင့်မယ်နဲ့သူ့ရဲ့ sensitivity setting ကိုပြောတာဖြစ်ပါတယ်တခြားတွေကိုကြည့်ရမယ်ဆိုရင်တော့ red dot တို့ 2x တို့ 3x တို့ 4x တို့ 6x တို့ 8x တို့တွေ့မြင်ရတာမျိုးရှိပါတယ်အားလုံးကသဘောတရားတူပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီရဲ့ red dot နဲ့ပတ်သက်ပြီးမှဥပမာပြောပါမယ်တခြားတွေကတော့ပုံစံသဘောတရားတူပဲဖြစ်ပါတယ်ဥပမာဆိုကြပါစို့ red dot ကကျွန်တော်ကလက်ရှိပေါ့ဗျ83တွေ့မြင်ရတာမျိုးရှိပါတယ်ဒီမှာကျွန်တော် red dot ကိုကြည့်ရမယ်ဆိုတော့ပုံမှန်သွားတာမျိုးရှိပါတယ်ဒါပေမဲ့ပေါ့ဗျဒီရဲ့ aim ကပေါ့ဗျကျွန်တော်လက်ရွှေ့လိုက်တဲ့အခါတော်တော်လေးကိုမြန်နေတဲ့ aim ကကျွန်တော်မတိကျဘူးဆိုရင်ဒီရဲ့ sensitivity setting နဲ့လာပေးပါဒီကောင်ကပေါ့ဗျတကယ်ကျွန်တော်နည်းနည်း short ပြီးမှစမ်းကြည့်ဖို့ကျွန်တော်ပြောလို့ပါတယ်ဥပမာတကယ်ကျွန်တော်3 4 5လောက် short လိုက်ပါအဲ့လိုပုံစံပေါ့ဗျဒီကောင်ကိုစမ်းကြည့်ဖို့ကျွန်တော်ပြောလို့ပါတယ်ဒီမှာကျွန်တော်ဒီရဲ့ red dot ကိုပေါ့ဗျ80ကနေလုံးဝပေါ့ဗျအပြည့်300တင်လိုက်မယ်ဆိုရင်ဆိုကြပါစို့ကျွန်တော်နည်းနည်းရွှေ့ပါမယ်တအိုင်းမြန်သွားတာမျိုးရှိပါတယ်လုံးဝပေါ့ဗျဘာမှ aim လို့ကိုအစင်မပြေပါဘူးဗျဒီမှာကြည့်ရမယ်ဆိုရင်ကျွန်တော်နည်းနည်းလေးပေါ့ဗျဒီရဲ့လက်မနဲ့ aim လုပ်နေတာဖြစ်ပါတယ်ဒါပေမဲ့လည်းပေါ့ဗျ scope အနေထားကိုကြည့်ရမယ်ဆိုတော့လုံးဝမြန်သွားတာမျိုးရှိပါတယ်ဒီပုံစံဆိုရင်တော့တကယ်ကျွန်တော်ဘလို့မှချိန်လို့အစင်ပြေမှာမဟုတ်ပါဘူးဗျကြည့်ပါနည်းနည်းရွှေ့လိုက်တာနဲ့ပေါ့ဗျ aim ကအဝေးထိကျော်ရောက်သွားတာမျိုးရှိပါတယ်ဒီကောင် online မှာကျွန်တော်လုံးဝ0မှာထားလိုက်မယ်ဆိုရင်တော့ aim ကပေါ့ဗျလုံးဝရွှေ့လို့မရတော့ပါဘူးဗျဒီပုံစံအနေထားနဲ့ကျွန်တော်ဘလို့မှအစင်ပြေတာမျိုးမရှိပါဘူးဗျဒါကြောင့်မို့ဗျတကယ်ကျွန်တော်အနေနဲ့ဒီက training ground မှာလာပါဒီကောင်ဘယ်လောက်လိုချင်လဲပေါ့ဗျဥမာတအိုင်းနီးသွားတာတို့တအိုင်းမြန်သွားတာတို့ဖြစ်တယ်ဆိုရင်တကယ်ကျွန်တော်ဒီကောင် online မှာပေါ့ဗျဒီမှာ line မှာချိန်လို့ရတာမျိုးရှိပါတယ်တကယ်ကျွန်တော်ဘယ်လောက်လိုချင်လဲပေါ့ဗျအလောက်မှာချိန်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျအတိုး short 5 ခုလောက်လို့ဒီမှာတကယ်ကျွန်တော်ချိန်ကြည့်ပါ red dot ရဲ့ဒီ sensitivity setting နဲ့တူတာတော့ holographic တို့ ion sight တို့ counter sight တို့ကတူပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ 3x ရဲ့ sensitivity setting ချိန်လိုက်တယ်ဆိုရင်တော့ Win94 မှာလည်း sensitivity setting အလုပ်လုပ်မှာဖြစ်ပါတယ် 4x ကိုရဲ့ sensitivity setting ချိန်လိုက်တယ်ဆိုရင်တော့ VSS မှာလည်းပေါ့ဗျ AS setting ကအလုပ်လုပ်မှာဖြစ်ပါတယ်နောက်တစ်ခုကျတော့6ဆရဲ့ sensitivity ကိုချိန်လိုက်တယ်ဆိုရင်တော့ဒီကောင်6ဆမှာပဲအလုပ်လုပ်မှာဖြစ်ပါတယ်ဒီမှာတကယ်ကျတော့ပြောင်းပြီးမှပေါ့ဗျ3ဆဆွဲလိုက်တယ်ဆိုရင်တော့အကောင် 3x sensitivity setting မှာအလုပ်လုပ်မှာဖြစ်ပါတယ်6ဆမှာအလုပ်လုပ်မှာမဟုတ်ပါဘူးဗျဒါကြောင့်တကယ်ကျတော့6ဆကို3ဆဆွဲပြစ်တယ်ဆိုရင်တော့ sensitivity setting ကပေါ့ဗျ6ဆ scope တက်ထားတော့လည်းပဲဒီက3ဆမှာအလုပ်လုပ်တာမျိုးရှိပါတယ်ဒါကတော့ camera နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ ADS sensitivity အောက်မှာကြည့်ရမယ်ဆိုတော့ separate setting ပေါ့ဗျာဒီကောင် enable disable လုပ်လို့ရပါတယ် enable လုပ်ထားတယ်ဆိုရင်တော့ဒီရဲ့ ADS နဲ့ပတ်သက်ပြီးမှပေါ့ဗျာ sensitivity setting တကယ်ကျွန်တော်ဒီမှာသတ်မှတ်လို့ရတာမျိုးရှိပါတယ် disable လုပ်လိုက်တယ်ဆိုရင်တော့ဒီရဲ့ camera sensitivity setting တွေကိုပဲသူကပေါ့ဗျာ ADS မှာသုံးမှာဖြစ်ပါတယ်ဒီမှာကျွန်တော် ADS sensitivity setting ဆိုတာဘာလေးပြောစရာရှိပါတယ်တနက်ပစ်တဲ့အခါပေါ့ဗျာဒီရဲ့ sensitivity setting ကအလုပ်လုပ်တာမျိုးရှိပါတယ်ဒီမှာကျွန်တော်အချံပေးချင်တာတော့ separate sensitivity setting ကို enable လုပ်ရင်မှဒီရဲ့ ADS ကိုလည်းပေါ့ဗျာကိုတိုင်းချိန်ဖို့ပဲကျွန်တော်ပြောလို့ပါတယ်ပထမတစ်ခုကိုကြည့်ရမယ်ဆိုတော့ TPP no scope ပေါ့ဗျာဒါတော့ကျွန်တော် scope မဖွင့်မနဲ့တနက်ပြည့်တဲ့အခါတကယ်ကျွန်တော်ဘယ်ညာတော့အပေါ်အောက်တို့ပေါ့ဗျာဒီပုံစံ require လေးပါထိန်းတာမျိုးရှိပါတယ်အဲ့နေရာမှာကျွန်တော်အသုံးဝင်တာမျိုးရှိပါတယ်ဥပမာပြောရမယ်ဆိုရင် TPP no scope ကျွန်တော်80နှစ်ထားတာမျိုးရှိပါတယ်ကျွန်တော်အပြည့်ပေါ့ဗျာ100ထားလိုက်ပါမယ်ဒါပြီးကျွန်တော်တနက်ပြည့်တဲ့အခါပေါ့ဗျာဘယ်ညာပေါ့ဗျာအပေါ်အောက်ကျွန်တော်လှုပ်ကြည့်ပါမယ်နည်းနည်းလေးလှုပ်လိုက်တာနဲ့ပေါ့ဗျာ aim ကတော်တော်လေးကိုကျွန်တော်စောင်းသွားတာမျိုးရှိပါတယ်တော်တော်လေးကိုပေါ့ဗျာ move လုပ်သွားတာမျိုးရှိပါတယ်ဘယ်လို့မှအဆင်ပြေတာမျိုးမရှိပါဘူးဗျာနည်းနည်းလှုပ်လိုက်တာနဲ့ aim ကပေါ့ဗျာဒီကနေတခါတည်းဒီရောက်သွားတာမျိုးရှိပါတယ်ဆိုကြပါစို့ဗျာကျွန်တော်ဒီကောင်100ရာခိုင်နှုန်းမှထားလိုက်မယ်ဆိုရင်ပေါ့ဗျာတနက်ပြည့်နဲ့ကျွန်တော်ရွှေ့ပါမယ်လုံးဝရွှေ့တာမျိုးမရှိပါဘူးဗျာဒါပေမဲ့တနက်မပြည့်ခင်ကျွန်တော်ရွှေ့ရဲဆိုရင်တော့ပုံမှန်တိုင်းအလုပ်လုပ်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့တနက်မပြည့်တဲ့အနေထားမှာကြည့်မယ်ဆိုရင်တော့ကျွန်တော်ပထမမှာပြောသွားတဲ့ camera sensitivity setting ကအလုပ်လုပ်တာဖြစ်ပါတယ်ဒါပေမဲ့တနက်ပြည့်တဲ့အနေ
အနေထားမှာကြည့်မယ်ဆိုရင်တော့ဒီ ADS sensitivity setting ကအလုံးလုံးထားပဲဖြစ်ပါတယ်ဗျာဒါကြောင့်မို့ဗျာကျွန်တော်တနက်ပြည့်နေရွှေ့မယ်ဗျာလုံးဝရွှေ့တာမျိုးမရှိပါဘူးဗျာတအားကျွန်တော်ပွယူရတာမျိုးရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီရဲ့ပေါ့ဗျာ ADS sensitivity setting ကိုကြည့်ရမယ်ဆိုရင်တစ်မှာထားတဲ့အတွက်ပဲဖြစ်ပါတယ်ဒီရဲ့ ADS sensitivity setting ကပေါ့ဗျာတနက်ပြည့်တဲ့အခါအလုံးလုံးတာမျိုးရှိပါတယ်တနက်မပြည့်တဲ့အခါအလုံးလုံးတာတော့ဒီရဲ့ camera sensitivity setting ကအလုံးလုံးတာဖြစ်ပါတယ်တခြား scope တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်သဘောတရားတူတူပဲဖြစ်ပါတယ်ဥပမာကျွန်တော်ဒီရဲ့ red dot နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဆိုကြပါစို့ဗျာကျွန်တော်တနက်ပြစ်လိုက်ပါတယ် okay မှာကြည့်ရမယ်ဆိုပုံမှန်သွားတာမျိုးရှိပါတယ်ဒါပေမဲ့တကယ်ကျွန်တော်တို့အတွက်ဒီကောင်တအိုင်းနေတာတော့တအိုင်းမြန်တာတော့ဖြစ်တယ်ဆိုရင်တော့ဒီကောင် online မှာချိန်လို့ရတာမျိုးရှိပါတယ်ဒီမှာကျွန်တော်လုံးဝ full gyro ဆိုတဲ့ player တွေအနေနဲ့တော့ဒါနဲ့ပတ်သက်ပြီးမှဘာမှပြဿနာမရှိပါဘူးဗျာဒါတော့ gyro မဆိုတဲ့ player တွေအတွက်တော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်ဥပမာဆိုကြပါစို့ဗျာကျွန်တော် red dot 55မှာထားတာမျိုးရှိပါတယ်ကျွန်တော်လုံးဝအမြင့်ဆုံးတင်လိုက်ပါမယ် okay scope ဖွင့်လိုက်ပါမယ် scope ဖွင့်ပြီးမှပေါ့ဗျာကျွန်တော်ပုံမှန်ပေါ့ဗျာမပြစ်ခင်တော့ဒီကောင် camera sensitivity ကအလို့ရတာမျိုးရှိပါတယ်ပုံမှန်သွားနေတာမျိုးရှိပါတယ်ဒါပေမဲ့ကျွန်တော်ပြစ်လိုက်တယ်ပေါ့ဗျာချိန်လိုက်တယ်ဆိုရင်ကြည့်ပါလုံးဝပေါ့ဗျာတအိုက်မြန်သွားတာမျိုးရှိပါတယ်ဘလို့မှပေါ့ဗျာထိန်းလို့မရတော့ပါဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်ဒီရဲ့ပေါ့ ADS sensitivity setting မှာဒီရဲ့ red dot ကိုလုံးဝ300အပြည့်တင်ထားတဲ့အတွက်ပဲဖြစ်ပါတယ်တကယ်ချင်းတို့လည်းပေါ့ဗျာစမ်းပြစ်ကြီးပါတကယ်ချင်းဘလောက်အနေထားလိုချင်လဲပေါ့ဗျာကိုယ့်အတွက်ပဲအနေထားအဆင်ပြေလဲပေါ့ဗျာတအိုက်မြန်တာမျိုးရှိတယ်ဆိုရင်တော့ sensitivity ကိုပေါ့ဗျာနည်းနည်းပါးတကယ်ချင်း short ပေးကြည့်ပါတအိုက်နေတာမျိုးရှိတယ်ဆိုရင်တော့ sensitivity ကိုနည်းနည်းပေါ့ဗျာတိုးပြီးမှစမ်းကြည့်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာတခြား scope တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်သဘောတရားတူတူပဲဖြစ်ပါတယ်ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ camera sensitivity free look ပေါ့ဗျာ TPP character နဲ့ vehicle ဆိုရင်မှတွေ့မြင်ရတာမျိုးရှိပါတယ်ဒါတော့ကျွန်တော်ဒီရဲ့မျက်စိကိုပြောတာဖြစ်ပါတယ်တကယ်ချင်းရန်သူတွေဘာတွေကြီးတဲ့အခါပေါ့ဗျာကားတွေဘာတွေမောင်းနေတယ်ဆိုရင်သဘောတရားတူတူပဲဖြစ်ပါတယ်နောက်ကနေကျွန်တော်ရန်သူတွေပါလာမပါလာပေါ့ဗျာတကယ်ချင်းဒီရဲ့မျက်လုံးတွေဘာတွေအသုံးပြုပြီးမှကြည့်ကြမယ်ဆိုတာသိကြပါတယ်ဒီရဲ့ sensitivity setting ကိုတကယ်ချင်းဘယ်လောက်အမြန်လိုချင်လဲပေါ့ဗျာအကောင်ပြောတာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ကျွန်တော် sensitivity တွေဝင်လိုက်ပါမယ်ဒီရဲ့ပေါ့ဗျာ free look ကိုကျွန်တော်လုံးဝပေါ့ဗျာ300မှာတင်လိုက်ပါမယ်လက်ရှိမှကြည့်မယ်ဆိုရင်ကျွန်တော်ကားမောင်းလိုက်ပါမယ်ဒီရဲ့မျက်လုံးနဲ့ကြည့်ပါမယ်တအားမြန်သွားတာမျိုးရှိပါတယ်နည်းနည်းလေးပေါ့ဗျာလှုပ်လိုက်တာနဲ့ဒီကောင်ကလုံးဝပေါ့ဗျာကြည့်ပါတပတ်လုံးကျော်လေသွားတာမျိုးရှိပါတယ်ပုံမှန်ပေါ့ဗျာလမ်းလျှောက်နေရင်လည်းသဘောတရားတူတူပဲဖြစ်ပါတယ်မျက်လုံးကိုနည်းနည်းလေးဆိုးလိုက်တာနဲ့တခါတည်းပေါ့ဗျာဒီကောင်ကလုံးဝ360ဒီဂရီလေသွားတာမျိုးရှိပါတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ဒီရဲ့ပေါ့ဗျာ free look sensitivity setting ကိုအမြင့်ထားတဲ့အတွက်ပဲဖြစ်ပါတယ်လုံးဝအနှိမ့်ထားတဲ့0ထားတဲ့ဆိုရင်ဒီကောင်အလောက်ကြီးအလုံးလုံးမှာမဟုတ်တော့ပါဘူးဗျာဒါကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ camera parachuting ပေါ့ဗျာဒါတော့လေယာဉ်ပေါ်ကနေဆင်းတဲ့အခါပေါ့ဗျာကိုယ့်ဘီမှာရန်သူပါလားမပါလားကျွန်တော်ကြည့်တာမျိုးရှိပါတယ်ကျွန်တော်ဘယ်လောက်မြင်နဲ့ကြည့်ချင်လဲဘယ်လောက်နေနဲ့ကြည့်ချင်လဲဒီမှာ line မှာ set လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ FPP character ပေါ့ဗျာဒါတော့ FPP နဲ့ပတ်သက်ပြီးမှပြောတာဖြစ်ပါတယ် FPP နဲ့တကယ်ဒီလိုကြည့်တဲ့အခါပဲဘယ်ပုံစံလိုချင်လဲပေါ့ဗျာမြန်လိုချင်လဲဆိုတော့ဒီကောင်ကပဲတကယ်တင်ပေးလိုက်ပါဒါပေမဲ့360တော့မတင်ပါနဲ့ဗျာဘာလို့လဲဆိုတော့တကယ်ဘလို့မှအဆင်ပြေမှာမဟုတ်ပါဘူးဗျာနောက်တစ်ခုကတော့ gyroscope ပဲဖြစ်ပါတယ် always on scope on နဲ့ off ဆိုတာရှိပါတယ် always on ကတော့ gyro ပေါ့ဗျာဖုန်းပညာဆောင်းနဲ့အပေါ်လို့မှပြည့်တဲ့တကယ်ချင်းတွေအတွက်ဖြစ်ပါတယ် scope ဖွင့်လိုက်မှဒီရဲ့ gyro ကအလုပ်လုပ်တာမျိုးရှိပါတယ် off ကတော့ gyro ပိတ်ထားတာမျိုးရှိပါတယ်ဒီမှာကျွန်တော် gyroscope နဲ့ပတ်သက်ပြီးပြောအောင်မယ်ဆိုတော့တကယ်ချင်းတချို့အနေနဲ့မေးတာမျိုးရှိပါတယ်ကျွန်တော်ဖုန်းမှာဒီရဲ့ gyroscope ကဖွင့်မရအောင်ဘာကြောင့်လဲပေါ့ဗျာဒီမှာကျွန်တော်ဖုန်းမှာကိုကဒီရဲ့ gyro sensor မပါဘူးဆိုရင်တော့ဒီရဲ့ PUBG mobile မှာလည်း gyro ပေါ့ဗျာဖွင့်လို့ရမှာမဟုတ်ပါဗျာဒါကိုသိထားဖို့လိုတာဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းမှာလည်း gyro sensor ပါဖို့လိုတာဖြစ်ပါတယ် gyro sensitivity နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ခုနကနဲ့သဘောတရားတူတူပဲဖြစ်ပါတယ်ပထမတစ်ခုကတော့ဗျာကင်မရာကိုပြောတာဖြစ်ပါတယ်ဒုတိယကတော့ ADS ကိုပြောတာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ကျွန်တော်ဒီရဲ့ scope နဲ့ပတ်သက်ပြီးဗျာ red dot နဲ့ပတ်သက်ပြီးမှကျွန်တော်ပြောလိုက်ပါမယ်သဘောတရားတော့တခြား scope တွေနဲ့တူတူပဲဖြစ်ပါတယ်ဥပမာကျွန်တော် scope ဖွင့်လိုက်တယ်ဗျာဒီရဲ့ဖုန်းကိုဘယ်ဆောင်းနဲ့ညာဆောင်းနဲ့အပေါ်လုပ်တယ်အောက်လုပ်တယ်တကယ်ကြိုက်တဲ့ပုံစံအနေထားလို့ပါဒီမှာကြည့်မယ်ဆိုရင်ပုံမှန်သွားတာမျိုးရှိပါတယ်ဒါလည်းတကယ်ကျွန်တော်ဘယ်လောက်ထားလဲဗျာအပေါ်မှာမူတည်တာမျိုးရှိပါတယ်ဒါလည်းတကယ်ကျွန်တော်ဘယ်လောက် set လုပ်ထားလဲဗျာအပေါ်မှာမူတည်တာမျိုးရှိပါတယ်ဆိုကြပါစို့ဗျာကျွန်တော်ဒီကောင်ကိုလုံးဝပေါ့ဗျာတင်မှာထားလိုက်ပါမယ် scope ဖွင့်လိုက်ပါမယ်ဖုန်းကိုဘယ်ဆောင်းပါမယ်ဖုန်းကိုညာဆောင်းပါမယ်ဖုန်းကိုအပေါ်အောက်လုပ်ပါမယ်ဘလို့မှရွှေ့တာမျိုးမရှိပါဘူးဗျာဒီမှာကြည့်မယ်ဆိုရင်ဒါတနက်မပြည့်တဲ့အနေထားမှာအလုပ်လုပ်တာဖြစ်ပါတယ်ကျွန်တော်ဖုန်းကိုပေါ့ဗျာဘယ်ညာအပေါ်တော်တော်လေးကိုလုံးနေတာမျိုးရှိပါတယ်ဒါပေမဲ့ပေါ့ဗျာဒီကောင်ဘလို့မှရွှေ့တာမျိုးမရှိပါဘူးဗျာဒီအနေထားမှာကြည့်မယ်ဆိုရင်တော့ပုံမှန်အလုပ်လုပ်တာမျိုးရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်နှားပေါ့ဗျာချိန်လိုက်တာဒီရဲ့ပေါ့ဗျာ red dot မှာချိန်လိုက်တာဖြစ်ပါတယ်ဒါကြောင့် red dot တစ်ခုတည်းမှာအကျိုးသက်ရောက်မှုရှိပါတယ် red dot မှာချိန်လိုက်တယ်ဆိုတော့ red dot တို့ holographic တို့ ion sight တို့ counter sight တို့မှာတွိုင်းမှာအကျိုးသက်ရောက်မှုမျိုးရှိပါတယ်ဗျာတခြား scope တွေနဲ့ပတ်သက်ပြီးမှလည်းသဘောတရားတူတူပဲဖြစ်ပါတယ်အောက်ကတော့ ADS ပေါ့ဗျာကောင်းပေါ့ဗျာကျွန်တော်လုံးဝပေါ့ဗျာ3ညမှာကျွန်တော်ထားလိုက်ပါမယ်အဲ့ဒါပြီးတော့ scope ဖွင့်လိုက်ပါမယ်ပုံမှန်ရွေးတာမျိုးရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တနက်ပစ်တာမျိုးမရှိသေးပါဘူးဗျာဒါပေမဲ့ကျွန်တော်တနက်စပစ်လိုက်တယ်ပေါ့ဗျာလုံးဝဒီမှာ recoil ကိုထိန်းလို့မရတော့ပါဘူးဗျာဖုန်းကိုဘယ်ညာအပေါ်ဘာမှလုပ်လို့မရတော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီ ADS ရဲ့ sensitivity ပေါ့ဗျာ ADS မှာကျွန်တော်ဒီ red dot ရဲ့ sensitivity setting ကိုလုံးဝတင်မှာထားလိုက်တဲ့အတွက်ဖြစ်ပါတယ်လုံးဝပေါ့ဗျာဖုန်းတွေဘယ်လောက်ဆောင်အဆင်ပြေတာမျိုးမရှိပါဘူးဗျာဒါကိုလည်းတကယ်ကျွန်တော်ဘယ်လောက်လိုချင်လဲပေါ့ဗျာ
ဥမာတကယ်ကျွန်တော်ဖုန်းနည်းနည်းလေးပေါ့ဗျာဥမာဖုန်းနည်းနည်းလေးအပေါ်လို့ယူနေ require ထိန်းတာမျိုးလိုချင်နေဆိုရင်တော့တကယ်ကျွန်တော်ဒီကောင်ကိုမြင့်ထားပြီးဥမာတကယ်ကျွန်တော်နဲ့ဘယ်ညာဒီလိုလုံးနေပြစ်တဲ့အခါပေါ့ဗျာတအားမြန်တာမျိုးရှိရပေါ့ဗျာအပေါ်တကယ်ကျွန်တော်ပြစ်တဲ့အခါ require လာပေါ့ဗျာဖုန်းနည်းနည်းလောက်တာနဲ့တအားကြီးပေါ့ဗျာထိန်းရတာမျိုးရှိရဆိုရင်တော့ဒီရဲ့ sensitivity ကို short ချပေးဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာကိုကဖုန်းပေါ့ဗျာအပေါ်ဘယ်ညာဘယ်လောက်လို့ယူမှာကျွန်တော်ဘယ်အနေထားနဲ့ပေါ့ဗျာ require လို့ထိန်းချင်လဲပေါ့ဗျာဒီကောင် short ပြီးမှတကယ်ကျွန်တော် send ကြည့်ပါနည်းနည်းထိန်းကြည့်ပါအဆင်ပြေတဲ့လောက်တကယ်ကျွန်တော် set လုပ်ပေးဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာတခြား scope တွေကလည်းဒီပုံစံအလုပ်လုပ်တာမျိုးရှိပါတယ်သဘောတရားအကုန်လုံးတူတူပဲဖြစ်ပါတယ်ဗျာနောက်တစ်ခုကတော့အပေါ်မှာကြည့်မယ်ဆိုရင် advanced setting ပေါ့ဗျာဒီထဲမှာကြည့်ရမယ်ဆိုရင်တနက်တက်လက်ချင်းစီကိုတကယ်ကျွန်တော်ကိုကြိုက်တဲ့ sensitivity setting ပေးလို့ရတာမျိုးရှိပါတယ်ဥပမာ AR ပေါ့ဗျာ assault rifle လေးမှာကြည့်ရမယ်ဆိုရင် add ဆိုတာလုပ်လိုက်ပါမယ်ဒါတော့ AR တနက်တွေတွေးမြင်ရတာမျိုးရှိပါတယ်ဥပမာ M4 ကျွန်တော်ရွေးလိုက်ပါမယ် add ဆိုတာလုပ်လိုက်ပါမယ်ဒီမှာကျွန်တော်ချိန်လိုက်တဲ့ပေါ့ဗျာ sensitivity setting က M4 တစ်ခုတည်းအတွက်လုပ်လို့မှာဖြစ်ပါတယ်ကြည့်ပါ M4 တက်လက်ထဲအတွက်ပေါ့ဗျာကိုကြိုက်တဲ့ sensitivity setting ချိန်လို့ရတာမျိုးရှိပါတယ်ဗျာကင်မရာနဲ့ပတ်သက်ပြီးပြောရမလား AES နဲ့ပတ်သက်ပြီးပြောရမလား gyroscope နဲ့ပတ်သက်ပြီးပြောရမလားတနက်တက်လက်ချင်းစီအတွက်တကယ်ကျွန်တော်ကြိုက်တဲ့ပေါ့ဗျာ sensitivity setting ချိန်လို့ရတာမျိုးရှိပါတယ် sniper rifle နဲ့ပတ်သက်ပြီးပြောရမလားသဘောတရားတူတူပဲဖြစ်ပါတယ်ကား90ကိုတကယ်ကျွန်တော် base sensitivity setting ပေးခြင်းလဲပေါ့ဗျာဒီမှာ line မှာချိန်လို့ရတာမျိုးရှိပါတယ်တနက်တစ်ခုချင်းစီရောဗျာကိုကြိုက်တဲ့ sensitivity setting ထားလို့ရတာမျိုးရှိပါတယ်ဗျာဒီကောင်ကျွန်တော်လက်ရှိပေါ့ဗျာ delete လုပ်လိုက်ပါမယ်ကျွန်တော်တော့တက်ပေါ့ဗျာလောလောဆယ်တော့မထားသေးပါဘူးဗျာတကယ်ကျွန်တော်ထားခြင်းနေဆိုရင်တော့တနက်တစ်လက်ချင်းစီကိုအပုံစံထားလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုတကယ်ကျွန်တော်တော်တော်လေးကိုအမီးများတာကိုယ့်ရဲ့ sensitivity setting ကိုတခြားသူကိုဘယ်လိုပေးရမလဲတခြားသူရဲ့ sensitivity setting ကိုကိုယ့်ထဲမှာဘယ်လိုထည့်ရမလဲဆိုတော့တော်တော်လေးကိုအမီးများတာမျိုးရှိပါတယ်ဒီမှာကျွန်တော်အချံပေးချင်တာတော့ကိုယ့်ရဲ့ sensitivity setting ကိုကိုယ်ပိုင်လုပ်ဖို့ကျွန်တော်အချံပေးလို့ပါတယ်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်စုံနေတဲ့ဖုန်းတွေသူတို့စုံနေတဲ့ please style လေးဒီမှာကျွန်တော်တို့ကဘယ်လောက် finger နဲ့စုံနေလဲဂျိုင်းတို့ဖွင့်စော်လာမဖွင့်စော်လာတယောက်နဲ့တယောက်ဘာမှတူတာမျိုးမရှိပါဘူးဗျာနောက်ဆုံးကျွန်တော်လက်ကွက်တွေပါတယ်အကုန်လုံးတူတယ်ဆိုရင်တော့မှဖုန်းတွေပါတယ်ကတူတာမျိုးမရှိပါဘူးဗျာ please style လေးကတူတာမျိုးမရှိပါဘူးဒါကြောင့်ကိုယ့်ရဲ့ sensitivity setting ကိုကိုယ်တိုင်လုပ်ဖို့ပဲကျွန်တော်အကြံပေးလို့ပါတယ်နောက်ဆုံးတကယ်ကျွန်တော်သဘောတရားသိချင်တယ်ဆိုရင်တော့ဘယ်လိုပုံစံပေးရလဲဆိုတော့ပေါ့ဗျာ upload to cloud ဆိုတာတကယ်ကျွန်တော်တစ်ချက်နှိပ်လိုက်ပါအဲ့ဒါပြီးတော့ okay ဆိုတာနှိပ်လိုက်ပါအဲ့ဒါပြီးတော့ဘာလို့ရမလဲဆိုတော့ cloud management နဲ့ဝင်လိုက်ပါ share to cloud ဆိုတာနှိပ်လိုက်ပါဒီမှာကြည့်ရမယ်ဆိုရင်ကုတ်ကြလာမှာဖြစ်ပါတယ်ကျွန်တော်ကတော့ပေါ့ဗျာ 4 finger နဲ့စုံနေတော့ 4 finger ဆိုတာရွေးလိုက်ပါမယ် mobile ပေါ့ဗျာကျွန်တော်ဖုန်းမှာစုံနေတာဖြစ်ပါတယ်ကျွန်တော် mobile ဆိုတာရွေးလိုက်ပါမယ်အဲ့ဒါပြီးတော့ copy and share ဆိုတာရှိပါတယ်အကောင်နှိပ်လိုက်ပါဒါဆိုတကယ်ကျွန်တော် sensitivity က copy ဖြစ်သွားပြီဖြစ်ပါတယ်တကယ်ကျွန်တော်ကြိုက်တဲ့သူကိုတွားပြီးမှဗျာပို့ပြီးလိုက်ရုံဖြစ်ပါတယ်ဒီမှာကိုယ့်ကိုလည်းပေါ့ဗျာတယောက်က sensitivity setting တွေပါတယ်ပို့လာပြီးဆိုရင်တကယ်ကျွန်တော်ဒီရဲ့ပေါ့ဗျာ search box ရှိပါတယ်ဒီမှာတစ်ချက်လောက်နှိပ်လိုက်ပါဒီမှာ line မှာသူပို့ထားတဲ့ sensitivity setting ကိုတကယ်ကျွန်တော်ထည့်လိုက်ပါအဲ့ဒါပြီးတော့ကျွန်တော်ဒီရဲ့ preview ဆိုတာတစ်ချက်နှိပ်လိုက်ပါဘယ်သူရဲ့ sensitivity setting လဲပေါ့ဗျာနာမည်တွေပါကြာလာတာမျိုးရှိပါတယ်ဒီမှာကြည့်ရမယ်ဆိုရင်သူက background တွေကိုဘယ်လောက် sensitivity ထားလဲပေါ့ဒီမှာ line မှာတကယ်ကျွန်တော်အရင်ဆုံးကြည့်လို့ရတာမျိုးရှိပါတယ်ကိုကလည်းကြိုက်တယ်ဆိုရင်တော့ဒီရဲ့ use layout ကိုနှိပ်လိုက်ပါအဲ့ဒါပြီးတော့ okay ဆိုတာနှိပ်လိုက်ပါဒါဆိုသူရဲ့ sensitivity ကပေါ့ဗျာကိုယ့်ထဲမှာအကုန်လုံးပြောင်းသွားမှာဖြစ်ပါတယ်ဒီပုံစံနဲ့ပေါ့ဗျာကိုယ့်ရဲ့ sensitivity setting ကိုတခြားသူကိုပေးလို့ရတယ်လို့တခြားသူရဲ့ sensitivity ကိုလည်းကိုယ့်ထဲမှာထည့်လို့ရတာမျိုးရှိပါတယ်ဗျာလောက်ဆိုရင်တကယ်ကျွန်တော်နေတဲ့ sensitivity copy paste လုပ်တာနဲ့ပတ်သက်ပြီးမှလည်းနားလေသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာတကယ်ကျွန်တော်ဒီရဲ့ sensitivity setting နဲ့ပတ်သက်ပြီးမှဘာမရှင်းဘူးလဲပေါ့ဗျာတကယ်ကျွန်တော်မရှင်းတာရှိတယ်ဆိုရင်တော့ကျေးဇူးပြု comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာလက်ရှိတကယ်ကျွန်တော်ရဲ့ sensitivity setting ကိုမထည့်မိပါစေနဲ့တကယ်ကျွန်တော် aim ကတော်တော်လေးကိုပြတ်သွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ရလည်းပေါ့ဗျာ sensitivity setting တွေပြန်ချိန်ရအောင်မှာဖြစ်ပါတယ်တော်တော်လေးကိုပေါ့ဗျာအဆင်မပြေတဲ့အနေအထားမျိုးရှိပါတယ်ဗျာ okay ဒါဆိုတကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်ခုဖော်ပြပေးလိုက်တဲ့ sensitivity setting နဲ့ပတ်သက်ပြီးမှကျွန်တော်ကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးရတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ